တေချာကြီးမှမြောက်ဖီနေကြီးလို့ပဲကဲကြပါဦးရက်ကတို့ရေ project လုပ်ရမှာပြင်းလိုက်တာနင်းစော်နဲ့ကြည့်ပါအောင်ဝူခေါင်းရောက်နဲ့သမီးဟာအီမော်လဲဝါကြီးဦးစံနေလောက်ပါအောင်အီမော်တတိလက်သွားပြီတပလောက်ကိုထားလိုက်တော့လို့ရဲ့အသက်ကပို့ပြီးတော့အရေးကြီးရယ်နေပါလို့အမိကိုအဲ့လောက်ရှိကြီးတက်လာခဲ့တာတော့နေရလေဟိုနန်းတော်တွေကလို့လေစပင်ရှိကြီးနဲ့မင်းသမီးလေးလို့လေငါလဲစပင်ရှိကြီးတက်ပေးထားတာချစ်ပေါက်ရှင်လာပြန်ပြီပြန်ပေါက်လိုက်အောင်မယ်ကွာဟိုးသွားပါပြီငါအိမ်မက်ထဲမှာရှူးတွေပေါက်နေတာအားမရပဲအပြင်မှာပါပေါက်ချလိုက်မိပြီဝေါအဲ့လိုဆိုဘယ်သူမှငါတီးပေါက်တာမသိတော့တော့ဘူးတော်လိုက်တယ်ငါပါလားကျောင်းပိတ်ရလေးကိုကလေးတွေတော့တနာပါတယ်ဒီဘက်လုံးစာတင်နေရရှာတာဆိုပြီးတော့သူတို့ကိုတပတ်တလေလေးပေးနှလိုက်ပါမယ်လို့တော့မရှိဘူးကျောင်းပိတ်ရမှာတော့မှပဲ project ကိုလောက်ခိုင်းနေသေးတယ်ဟေးဒီမှာကြမကြမြင်အကြောင်းပြန်ပါဒါပဲနော်အသီးမဟုတ်တဲ့သူကိုကြောင်ရှာသီးလို့နာမည်ပေးတာကတအားရည်စရာကောင်းနေပါလိမ့်မယ်နော်ကြည့်ပါဦးဒီ AI ကတော့ဟုတ်နေပြီသူကတော့အရင်ပြန်ပြောတတ်တယ်နော်ဘီပေါ်နဲ့တီးတော်ဟာပြန်စားတခါငါ့ကိုတွားပြီးတော့ပိုက်ချင်းသွားပေးလိုက်တဲ့အခါပြားကြီးကသူတို့ကိုပြန်တိုက်ခိုက်ပါတော့တယ်မလေးသေးပါပြီဗျတင်ပြီတော့ငါအထောက်ခံလိုက်ရပြီအဲ့ဒါ high five မဟုတ်ဘူးဟာလွန်ခဲ့တဲ့နှစ်ပေါင်း100ကပျောက်ဆုံးသွားတဲ့ဝက်ဦးလဲတကယ်ပဲသူကငါတို့စီကဝက်ဦးလဲတွေကိုလာခိုးတာသူ့ကိုနှင်ထုတ်ခြင်းနင်တို့အားလုံးလက်အုပ်ချပြီးတော့တင်မီတော်ကကဘာမှာအတော်ဆုံးပါလို့3ခါရွတ်ဆိုရမယ်ကျွန်တော်ရဲ့တမ်မရိကိုနဲ့ဝင်ကလိုက်ရတာလေဥစ္စာနေရဲ့လက်မောင်းကိုကျွန်တော်ကအတင်းဆွဲထားရတာဗျအဘိုးရဲ့ assistant တောင်းမင်းတို့ရဲ့စကားတွေကြားပြီးပြန်ပူခြင်းလာပြီကွာနေရလေအနီအောင်ဆက်ပါဆိုဘာဝစ်စားမှလဲမနေနဲ့ရောက်အနေရအနေအမြန်လာခဲ့ဒါပဲငါဟန်ဆောင်ပြီးတော့မေးလဲပြစ်လိုက်ရင်ကောင်းမလားယင်အေးဟန်ဆောင်တာနောက်မှအဲ့ဒါမှနေတခါလေးစိတ်ရုံတန်းရောက်သွားမှာငါတကြီးလစ်သွားပြီအီမနေအခုမှတော့ item တွေလောက်နေလည်းမရတော့ဘူးငါတို့စိတ်ကန်းနဲ့တော့ရောက်နေပြီဆိုမှတော့ထိုးရတော့မှာပေါ့ကဲကြပါဦးငါစိတ်မထိုးချင်ဘူးခေါင်းနဲ့မူးလာသလိုပဲဒါမနှက်စာအစားများသွားလို့ဖိုက်တောင်အောက်လာပြီသမီးလည်းစိတ်နဲ့နေရပြီးတော့ခေါင်းမူးလာတယ်လို့ပဲကဲကလေးတွေဘာမှမကြောက်ကြနဲ့နေရရာခိုင်နှုန်းနဲ့ကိုခရုံးမဆိုင်အောင်တင်ပြီတော့ငါတော့မထိုးနိုင်ဘူးတားတော့ညှိနိုင်လို့ရပါတယ်တားရဲ့ gadget တွေအကုန်လုံးပေးမယ်လေဦးစံနီမမေလောက်ပါဦးကဲကြပါဦးတေးပါပြီဟင်ထိုးတော့မထိုးရသေးဘူးလေကလေးရဲ့မထိုးရသေးဘူးလားခုတ်ကလေးကကြိုပြီးတော့နာနေပြီကဲကြပါဦးအမေရုပ်ကြည့်ပေးတာတွေအကောင်မားနေတယ်နားတယ်ဟေးမေကိုတော့မရတော့အကြီးကအကြီးကြီးပဲဦးစံဒီကပြောရင်းဆိုရင်ဆိုဖာပေါ်ကိုဘုံကနေမူးလဲကျသွားပါတယ်ကလေးတွေတောင်မမူးလဲဘူးလေအဆက်ကိုကွဲရောပဲပရိသတ်တို့ရက်နင်ဟာမသိခေါင်းလျှော်ရည်ကြော်ညာနေတဲ့အတိုင်းပဲအဲ့ဒါကို energy ကောင်းတယ်လို့ခေါ်တယ်နေရာလည်းမသိပဲနဲ့ပြန်ကြည့်တာစိတ်သက်ပြောညံ့တဲ့သူတွေမှလောက်တာကြည့်မနေနဲ့တင်ချလိုက်ရှေ့ဟေးဝင်ကြည့်တဲ့သူတွေရှိလာပြီဟာ view တယောက်တဲ့YouTube ကပဲပြက်နေတာလားဘာဖြစ်ဘာတယောက်ဆိုလဲတယောက်ပေါ့ဟာအဲ့ဒီတယောက်ကငါတို့ကခုနကတစ်ခေါက်ကြည့်လိုက်လို့လေဟာကွန်မန့်လာမဲ့နေပြီဟာတဲ့နေတို့3ယောက်ကတဲ့ဒီခလစ်ကလာမစ်ရှင်တွေလုပ်နေတော့မဲလားတဲ့ခလစ်ကလာနဲ့တဲ့ဘာလို့လဲဆိုတော့အခုငါတို့မှာဗီလိန်တွေရသွားပြီလေငါတို့ကတော့ဇက်လိုက်နေပေါ့တီတော့မင်းကဒရမာတွေကိုတိတ်သဘောကျတယ်တီတာရဲ့မမေသားတွေဘယ်ရောက်သွားလဲမမေဦးလေးဆိုင်သားတို့ငါများခေါ်သွားပါလားယင်မခေါ်ပါဘူးဦးလေးဆိုင်ရလဲရင်းတာမြန်လိုက်တာအစာသက်ပင်ရည်တဲ့ကိုချကဲစမ်းကြည့်လိုက်ကြဒါပဲလားဗျ
ဒါပဲလေ ဦးလေးရှာရလဲဒီဝက်ချက်တွေဘာတွေမပါဘူးလားဗျစိတ်လှုပ်ရှားစရာကောင်းတဲ့နီးစနစ်တွေရောဘာမှလဲ နင်ဘာမှမလုပ်နဲ့နော် လုံးပါပဲ မလုပ်ပါနဲ့ဆို နေအောင်ငါမိပြီထင်တယ် ခုံယူပါတယ်ပြီးပေါ်ရင်ဒီတော့အစုံသုံးတစ်ခါမိသွားပြီ ငင်းငင်းနေစမ်းပါ ငါလှုပ်နေရမဟုတ်ပါဘူးငါမြချိုးကလှုပ်နေတာယူရှေးဦးတော်ဖြစ်ဖြစ်တောက်ရမှာလားဒီမှာရေတောက်တာတော့နှီးနေရတာပါလား ငါဘိုက်ကိုပြန်စားနေသလိုပဲ လက်ရှိအောင်မြင်နိုင်ခြေကတော့4.8 ရာခိုင်နှုန်း အောင်မြင်နိုင်ကြရလဲ10ကနန်းတောင်မရှိဘူးစော်ကားလိုက်တာငါနာမည်ပေးမယ်လေပြီးတော့ထမင်းလဲကျွေးမယ် ဟဲ့ဟဲ့